အားလုံးပဲမြင်ကြပါဗျာနော်ကျွန်တော်ဦးမေတို့ channel မှာကြိုဆိုပါတယ်ကျွန်တော်ရဲ့ဒီမှာတစ်ပတ်စာမပြောပတ်သေးတွေကတော့383နှစ်ပါနော်16ကတော့3ရက်တွင်အနည်းဆုံးပေါ့နော်အနည်းဆုံး2ကြိမ်လောက်လာပါလိမ့်မယ်ဗျာအနည်းဆုံး2ကြိမ်လာမယ်နော်တွဲပြီးတော့လည်းလာနိုင်ပါတယ်တစ်လုံးချင်းစီဆိုရင်တော့2ကြိမ်လောက်လာမယ်နော်ခွန်စာလို့ပတ်တီးလိုက်ပါကျွန်တော် channel ကြည့်နေလို့သိပါတယ်ဟဲ့လားဒီမှာပတ်တီးတစ်လုံးထပ်တင်ပေးပါမယ်ဗျာနော်လာဟိုင်းလို့လည်းရပါဟိုင်းပြီးတော့ကျွန်တော်မပေးမိတဲ့လူတွေလည်းရှိပါတယ်မအားလို့ပါဗျာနော်အဲ့ဒါလေးနားလေးပေးပါကျွန်တော် free ပဲပေးပါတယ်ဗျာနော်အားလုံးကဲကျွန်တော် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာနော် like share ခြင်းပြကူညီပါဗျာနော်ကျေးဇူးတင်ပါတယ်ကြည့်တဲ့လူတွေကတော့များပါတယ်ကြည့်တဲ့လူတွေရှိပါတယ်နော် subscribe လုပ်တဲ့လူတွေနည်းပါတယ် like တဲ့လူတွေနည်းပါတယ်ဗျာနော်အဲ့ဒါလေးကို like share လေးလုပ်ပေးပါဗျာနော်ကျွန်တော်တင်တိုင်းတွေ့အောင်လို့ပါကျွန်တော်အများကြီးမတင်ပါဘူးဗျာနော်အချမ်းနဲ့ကြည့်တဲ့လူတွေသိပါတယ်ကျွန်တော်စိတ်ကြိုက်ဖြစ်မဲ့အချိန်ကြရင်ကျွန်တော်တင်ပေးပါတယ်ချိန်စာပြီးထိုးလို့ရအောင်ပဲတင်ပေးတာပါဗျာနော်ကျွန်တော်စီကလာယူတဲ့လူတွေကျွန်တော် free ပဲပေးပါတယ်ဗျာနော်ဒါတပတ်စာပါနော်တပတ်စာကဲဟုတ်ပြီဒီနေ့မနေ့တော့ကျွန်တော်နောက်ပိတ်ဆိုင်လေးပြမယ်ဗျာနော်ကြိုင်းနေတဲ့ဆိုရင်တော့ယူသုံးပါဗျတပင်းနှစ်ပင်းကျော်မှာတဲ့ဒီမှာ9နောက်ပိတ်တပင်းနှစ်ပင်းကျော်မှာတဲ့ဒီမှာ2နောက်ပိတ်တပင်းနှစ်ပင်းကျော်မှာတဲ့ဒီမှာ9နောက်ပိတ်ပေါ့နော်ဒီ9နောက်ပိတ်တယ်ဒီ9နောက်ပိတ်ဘယ်လိုကြာလဲဆိုတော့သူ့ရဲ့တပင်ကြာပါနော်ခွင်ရလေးရဲ့တဲ့ခွင်လေးရဲ့တဲ့သုံးလုံးမလို့ကြီးနှစ်ပါတယ်နှစ်ပါပါအဲ့နှစ်ခွန်ကိုလည်းကျွန်တော်ဒီသုံးလုံးကိုနှစ်ခွန်ပြန်ဖြစ်ပြရပါမယ်ဒီမှာနော်9ရဲ့ခွင်ရဲ့9ရဲ့ပေါ့နော်ခွန်ဖြစ်ပါတယ်နော်အဲ့တပင်နှစ်ပင်ကြာပါလေဒီမှာနှစ်နောက်နဲ့ကြာဆိုသူ့ရဲ့တပင်ကြာ8ရဲ့9ရဲ့ခွန်ရဲ့8 9ခွန်သုံးလုံးကိုကြီးတဲ့4ပါတယ်4ပါပါ9 4 9တဲ့ဒီသုံးလုံးကိုပြန်4 9ဖြစ်ပြရပါမယ်ကျောင်းနဲ့တက်နေခွန်ရှိပါတယ်တဲ့နှစ်နောက်ပိတ်ထည့်လိုက်တော့ကြောင့်6ဖြစ်ပါတယ်4ကို9ဖြစ်ပါတယ်ဗျာနော်ဒါတပင်းနှစ်ပင်ကျော်မှဒီမှာ9နောက်ပိတ်ကြဖို့သူ့တပင်းကျော်ခွန်ရှက်6ရခွန်ရှက်6 3လုံးမနေပြီတက်ပါပါ6 6ကိုတဲ့ဒီ3လုံးမနေပြန်ပြီးတော့6ဖြစ်ပြရပါမယ်ဒီမှာ3ညနဲ့6ရဲ့6ရှိပါတယ်9နောက်ပိတ်ထည့်လိုက်တော့1ဖြစ်ပါတယ်ဗျာနော်6ကို1ဖြစ်တော့ကြောင်းလက်တာဝင်ကြည့်ပါပြီလေနော်အဲ့တပင်းနှစ်ပင်ကျော်မှာဒီမှာဒီနေ့မနေ့နောက်ပိတ်ကြဖို့အတွက်ကသူ့ရဲ့တပင်ကျော်4ရဲ့5ရဲ့9ရဲ့4ရဲ့5ရဲ့9ရဲ့4ရဲ့5ရဲ့9ရဲ့3လုံးဝင်ပြီး6ပါ6ရဲ့ပါပါ1ပါနော်အဲ့6တက်ကိုလည်းကျွန်တော်ဒီ3လုံးဝင်ပြန်ပြီးတော့6တက်ဖြစ်ပြရပါမယ်တဲ့6ဖြစ်အောင်ဆိုရင်3နောက်ပိတ်ထည့်ပါမယ်တဲ့1ဖြစ်အောင်ဆို8နောက်ပိတ်ထည့်ပါမယ်3 8နောက်ပိတ်ပါဗျာနော်3 8နောက်ပိတ်ဖန်တာပါလေနော်ကျိုင်းနေတက်တယ်ဆိုရင်ယူ3ပါဗျာနော်ကဲအားလုံးပဲအဖွင့်နေမနေ့မှာအဆင်ပြေကံကောင်းကြပါစေဗျာနော်ကျေးဇူးတင်ပါတယ်ဒါကတော့တပတ်စာပါဗျာနော်screen shot လေးရိုက်ထားပါအားလုံးပဲအဆင်ပြေကံကောင်းကြပါစေဗျာနော်ကျေးဇူးတင်ပါတယ်